အလုပ်တွေအရန်ပင်ပန်းလာလို့ပဲဖြစ်ဖြစ်ရာသီဥတုကအိုက်လွန်းလို့ပဲဖြစ်ဖြစ်အားဖြည့်ချိုရည်တဘူးလောက်တောက်လိုက်ရင်အမောပြေပြီးလန်းဆန်းသွားမှာပဲဆိုတဲ့အတွေးနဲ့နေတိုင်းဝယ်တောက်တတ်တဲ့အကျင့်တင့်မှာရှိနေလားခဏတာတော့လန်းဆန်းသွားသလိုခံစားရပြီမဲ့ရေရှိမှာတင်းရဲ့ကြောက်ကက်နဲ့အသေးကိုအစားထိုးမရအောင်ပျက်စီးသွားစေနိုင်ပါတယ်မင်္ဂလာပါ Tips for Health Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့အားဖြည့်ချိုရည်တွေထဲမှာပါဝင်တဲ့ဓာတ်ပစ္စည်းတွေကကျွန်တော်တို့ရဲ့ကိုယ်ရင်းအင်္ဂါတွေကိုဘယ်လိုဒုက္ခပေးနေလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးသွားမှာပါပထမဆုံးအနေနဲ့အားဖြည့်ချိုရည်တွေမှာပါဝင်တဲ့တကြားဓာတ်အလွန်ကဲမှုကြောင့်ကိုပြောပြချင်ပါတယ်အားဖြည့်ချိုရည်တဘူးမှာပါဝင်တဲ့တကြားဓာတ်ဟာပြန်များအားဖြင့်ဇွန်း10ဇွန်းကနေ12ဇွန်းထိရှိတတ်ပါတယ်ဒါဟာလူတစ်ယောက်တစ်နေ့တာစားသုံးတဲ့တကြားပမာဏထက်အများကြီးပိုနေတာပါကျွန်တော်တို့အသေးဟာဒီလောက်များပြားတဲ့တကြားဓာတ်တွေကိုတပြိုင်နက်တည်းမချီဖြတ်နိုင်တော့တဲ့အခါအဲ့ဒီတကြားတွေကိုအစီအဖြစ်ပြောင်းလဲပြီးအသေးထဲမှာပဲတင်စီလိုက်ပါတယ်ဒါကိုအသေးအစီဖုံးခြင်း fatty liver လို့ခေါ်ပါတယ်ဒီလိုနေ့တိုင်းတောက်နေမယ်ဆိုရင်အသေးကအစီတွေများလာပြီးနောက်ဆုံးမှာအသေးရောင်တာကနေအသေးချုပ်တယ်ဒီဖြစ်လာနိုင်ပါတယ်ဒုတိယအချက်ကတော့ကက်ဖင်းဓာတ်ပါအားဖြည့်ချိုရည်တွေမှာကော်ဖီထက်တောင်ပိုများတဲ့ကက်ဖင်းဓာတ်တွေပါဝင်ပါတယ်ကက်ဖင်းဓာတ်ကနှလုံးခုန်နှုန်းကိုမြန်စေပြီးသွေးတိုးစေပါတယ်ကြောက်ကက်ကသွေးတွေကိုစစ်ထုတ်ပေးရတဲ့အင်္ဂါဖြစ်တဲ့အတွက်သွေးပေါင်ချိန်တက်လာတဲ့အခါကြောက်ကက်ထဲကသေးငယ်တဲ့သွေးကြောလေးတွေပေါ်မှာဖိအားတွေအများကြီးတက်ရောက်လာပါတယ်ရေရှည်မှာကြောက်ကက်ရဲ့စစ်ထုတ်နိုင်စွမ်းအားတွေလျော့နေလာပြီးကြောက်ကက်ပျက်စီးတဲ့အထိဖြစ်နိုင်ပါတယ်ဒါအပြင်ကက်ဖင်းဓာတ်ကစီးရွှင်စေတဲ့အတွက်ခန္ဓာကိုယ်ထဲကရေဓာတ်ကိုခန်းခြောက်စေပြီးကြောက်ကက်မှာကြောက်တည်နိုင်ခြေကိုပါပိုများစေပါတယ်တတိယအချက်ကတော့အချိုရည်တွေမှာပါဝင်တဲ့ဓာတုဆိုးဆေးတွေတာရှည်ခံစည်းတွေနဲ့အရသာတုတွေပဲဖြစ်ပါတယ်အသေးရဲ့အဓိကအလုပ်ကခန္ဓာကိုယ်ထဲကိုရောက်လာတဲ့အစိတ်အတောက်တွေကိုစစ်ထုတ်ပေးဖို့ပါတင်ကနေ့တိုင်းအားဖြည့်ချိုရည်တွေတောက်နေမယ်ဆိုရင်အသေးကအဲ့ဒီဓာတုပစ္စည်းတွေကိုဖယ်ရှားဖို့အတွက်အနားမရပဲအပြင်းထန်အလုပ်လုပ်နေရပါတယ်ဒီလိုနဲ့အသေးဆဲတွေတဖြည်းဖြည်းပျက်စီးလာပြီးအသားဝါတာအမြဲတမ်းပင်ပန်းနွမ်းနေနေတာတွေခံစားရပါလိမ့်မယ်နောက်ဆုံးတစ်ချက်ကတော့ဗီတာမင် B လွန်ကဲခြင်းမှာအားဖြည့်အချိုရည်တွေမှာဗီတာမင် B တွေအများကြီးထည့်ထားတတ်ပါတယ်ဗီတာမင်ဆိုတာကောင်းတယ်လို့ထင်ရပေမဲ့လူအပ်တာထက်အစားပေါင်းများစွာပိုနေရင်တော့ကြောက်ကအဲ့ဒီပိုနေတဲ့ဗီတာမင်တွေကိုစစ်ထုတ်ဖို့အတွက်အလုပ်ပူလုပ်ရပါတယ်ဒါဟာလေကြောက်ကအတွက်ဝန်ပိစေတဲ့အချက်တစ်ချက်ပါပဲခြုံပြီးပြောရရင်အားဖြည့်အချိုရည်တွေဟာလန်းဆန်းအောင်ဆိုပြီးအမြဲဆွဲမတောက်တင်ပါဘူးအမောပြည့်ခြင်းရင်တဘာဝရည်တန်းအုံစင်းရည်ဒါမှမဟုတ်လက်ဆက်တဲ့တစ်တီးဖြော်ရည်တွေကိုပဲတောက်ပေးပါတင်းရဲ့ကြောက်ကက်နဲ့အသေးဟာအစားထိုးလို့မရတဲ့အတွက်အခုကလေးကဂီယူဆိုင်ကြပါလို့တိုက်တွန်းချင်ပါတယ်တင်ကောအားဖြည့်အချိုရည်တွေကိုနေတိုင်းတောက်တတ်တဲ့အချင်းရှိလားဒါမှမဟုတ်တောက်ပြီးရင်ဘလို့ခံစားရလဲဆိုတာကို comment မှာရေးခဲ့ပေးပါအောင်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like နေပြီးတင့်တငယ်ချင်းတွေကိုပါမျှဝေပေးလိုက်ပါအောင်နောက်ထပ်ကျမ်းမာရေးဗဟုသုတတွေအမြဲကြည့်ရှုဖို့ကျွန်တော်တို့ရဲ့ Tips for Health channel ကိုအခုပဲ subscribe လုပ်ထားလိုက်ပါ